ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့ရုပ်တံကနေတဆန်လွန်စွာမှအရေးကြီးတဲ့လူပြောင်းတရင်တရက်ကိုပရိသတ်ကြီးများထံမှအကူအညီတောင်းခံပေးပို့လိုက်ရပါတယ်အခုမိသားစုဝင်တွေရဲ့ရင်ထဲမှာမိစားနဲ့ထို့သလိုစိုးရိမ်ပူပန်နေကြရပြီးအကူအညီကမ်းမစ်စွာစောင့်မျှော်နေကြရတဲ့ပျောက်ဆုံးသူတို့ရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီရုပ်တံလေးကိုကြည့်ရှုနေကြတဲ့မိဘပြည်သူညီအကိုမောင်နှမများအားလုံးအနေနဲ့မိနစ်အနည်းငယ်များစိတ်ရှည်လက်ရှည်နှထောင်ပေးကြဖို့နဲ့မိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်ဖို့အတွက်တက်နိုင်သမျှကူညီမျှဝေပေးကြဖို့ရှေ့ဆက်မပြောမီလေးစားစွာမြတ်တာရက်ခံအပ်ရပါတယ်အခုပျောက်ဆုံးသွားတဲ့သူရဲ့နာမည်ကတော့ဘက်ထရီဖြစ်ပြီးတက်ကတော့29နှစ်ရှိပါတယ်နေပြည်တော်လေဝဲမြို့နယ်တေကုန်းကျေးရွာမှာနေထိုင်သူဖြစ်ပါတယ်သူရဲ့ဖခင်အမိကတော့ဦးချိုက်ဆက်ဖြစ်ပြီးမိခင်အမိကတော့ဒေါ်သိန်းဖြစ်ပါတယ်ဘက်ထရီဟာတေကုန်းကျေးရွာရှိကျချင်တစ်ခုမှာရိုးရိုးသားသားလုတ်ကင်စားတောင်းနေတဲ့ရိုးသားတဲ့လူငယ်တူဖြစ်ပါတယ်ဖြစ်စဉ်ကတော့သူဟာကျချင်မှာအလုံးလုတ်ကင်နေစေအတွက်ရွာသေးတို့ခဏတော့လိုက်အောင်မလို့ပြိုပြီးထွက်ခွာတော့တာဖြစ်ခဲ့ပါတယ်ရွာထဲသွားမယ်ဆိုပြီးထွက်ခွာခဲ့ရကနေအခုချိန်ထိအိမ်ကိုလည်းပြန်မရောက်လာတော့ပဲတဲ့အစအနာလုံးဝပျောက်ဆုံးနေတာဖြစ်ပါတယ်တွားမယ်လို့ပြုတ်ခဲ့တဲ့ရွာထဲမှာလည်းလိုက်လံရှာဖွေခဲ့တယ်လို့နိစက်ရာပဝန်းကျင်နဲ့အပေါင်းတန်းတွေစီမှာလည်းစုံစမ်းမင်းမြင်ခဲ့ပေမဲ့အခုချိန်ထိပါတဲ့အချက်လက်မှမရရှိသေးပါဘူးရှင်ခုဆိုရင်မိဘနှစ်ပါးဖြစ်တဲ့ဦးကျိုးဆန်းနဲ့ဒေါ်သိန်းတို့အပါအဝင်မိသားစုဝင်အားလုံးဟာတာဖြစ်သူဘက်ထရီအတွက်အလွန်မှန်ဆိုရင်ပူပန်နေကြရပါတယ်ပါအကြောင်းကြောင့်ပျောက်ဆုံးသွားရတယ်လေပေးနေရမှာဘာတွေဖြစ်နေလဲဆိုတာကိုမသိရပဲတရက်ထက်တရက်ရင်သားမမနဲ့မျောလန့်ချက်မေးစွာစောင့်မျှော်နေကြတာဖြစ်ပါတယ်သားသမီးတယောက်ပျောက်ဆုံးသွားတဲ့အခါသားသမီးတယောက်ပျောက်ဆုံးသွားတဲ့အခါမိဘတွေရဲ့ရင်ထဲမှာခံစားရတဲ့ပူဆွေးတော့ကနဲ့မိလိုပူလောင်မှုဟာမိမြကြီးမကြောင့်အားလုံးလဲစာနာနာလေးပေးကြမယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်နေပြည်တော်လေဝဲမြို့နယ်တေကုန်းကျေးရွာဒါမှမဟုတ်အနီးနားပတ်ဝန်းကျင်ရှိမြို့ရွာတွေမှာနေထိုင်ခဲ့ကြတဲ့ပြည်သူများသမဂဒီဗီဒီယိုကိုကြည့်ရှုနေကြသူအားလုံးအနေနဲ့အသက်29နှစ်အရွယ်ဘက်ထရီဆိုတဲ့လူငယ်ကိုတွေ့မြင်ခဲ့ရဖူးရန်ဖြစ်စေသူရဲ့တဲ့အချက်လက်တစ်စုံတစ်ရာကိုတီရှိထားရန်ဖြစ်စေမိသားစုစီတို့ချက်ချင်းအကြောင်းကြားပေးကြပါရဲ့လိုက်လိုက်လေးလေးမြတ်တာရက်ခံအပ်ရပါတယ်ပြန်လေအမတ်ရလွေအောင်ထမှန်ပြိုရရင်ပျောက်ဆုံးသူရဲ့ဖခင်အမိမှာဦးကျိုးဆန်းမိခင်အမိမှာတော်ရင်ဖြစ်ပြီးပျောက်ဆုံးသူမှာအသက်29နှစ်အရွယ်ဘက်ထရီဖြစ်ပါတယ်သူဟာနေပြည်တော်လေဝဲမြို့နယ်တေကုန်းကျေးရွာချစ်ချင်ကနေရွာထဲခဏသွားအောင်မယ်ဆိုပြီးထွက်ခွာရမှာပျောက်ဆုံးသွားခဲ့ရတာဖြစ်ပါတယ်တဲ့အချက်လက်ရရှိသူများတို့မဟုတ်ကူညီပေးချင်သူများအနေနဲ့မိသားစုထံတရားဆက်သွယ်အကြောင်းကြားပေးကြပါရဲ့နဲ့ဒီရုပ်တံဖိုင်လေးကိုပုံမချပြန့်စွာသိရှိနိုင်အောင်တငယ်ချင်းမိတ်ဆွေများစီတို့ထမှန်မျှဝေပေးကြဖို့လေးစားစွာတောင်းပန်အပ်ပါတယ်အလုံးရဲ့ကူညီမျှဝေမှုတစ်ခုချမ်းစီဟာပျောက်ဆုံးနေသူဘက်ထရီရဲ့မိသားစုတို့ပြန်လည်ဆုံစည်းနိုင်ဖို့အတွက်ကြီးမားတဲ့အထောက်အကူဖြစ်စေမှာပါအလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်